ဒီနေ့မှာတော့ဒါမှန်မှုခင်းဖြစ်ရမှန်တခုတည်းအများကြီးပုံနှံ့တဲ့အကြောင်းအရာလေးတစ်ခုကိုဆွေးနွေးထွားကြရအောင်ပါတကယ်ကိုထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကနေကျွန်တော်တို့လူအဖွဲ့အစည်းရဲ့နှဆိုင်လာတဲ့အမှန်တရားတစ်ခုကိုမြင်တွေ့ထွားရမယ်အကြောင်းအရာလေးပဲဖြစ်ပါတယ်ကဲဘာတွေများဖြစ်မလဲဆိုတာတိုင်းပြည်လေးလိုက်ကြည့်လိုက်ကြရအောင်ဗျာအချိန်က2016ခုနှစ်ဇူလိုင်လ20ရက်နေ့နေ့လယ်ပိုင်းလောက်ကိုပြန်သွားကြည့်အောင်မုခ်တာဂါဇင်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာသူ့ရဲ့ဇနီးဖြိုသူဆာမီယာစီကိုအဆက်အသွယ်ရဖို့တနေ့ကုန်အသေးအံစ조사နေခဲ့ပါတယ်ည10နာရီလောက်လေကြတော့ဆာမီယာရဲ့ဝမ်ကွဲမောင်နှမစီကနေဖုန်းဝင်လာခဲ့ပါတယ်ဒါပေမဲ့သူကြားလိုက်ရတာကတော့တကယ်ကိုရေခွေကြိုးပဲ့เสียကြောချမ်းเสียကောင်းတဲ့စကားထုံးပါပဲသူ့ဇနီးနှလုံးရက်ပြီးဆုံးသွားပြီတယ်လေဒီနေရာမှာတကယ်ကိုမေးစရာဖြစ်လာတာကလွန်ခဲ့တဲ့နာရီပိုင်းလောက်ကမှသူ့စီကိုစားရေးပုံမှန်ပို့နေခဲ့တဲ့ကျမရဲ့လုံးဝကောင်းမွန်နေတဲ့အသက်28နှစ်အရွယ်လူငယ်မျိုးသမီးတစ်ယောက်ကဘယ်လိုလုပ်ပြီးရုတ်တရက်ကြီးနှလုံးရောဂါနဲ့ဆုံးမသွားရတာလဲအဲ့ဒီထက်ပိုထူးဆန်းတာကသူ့ရဲ့ခင်ပွန်းကိုမိသားစုကဘာလို့များသမင်တကအတိမပေးပဲအမုန်းချတာမဲ့ရတာလဲစဉ်းစားကြည့်လေအရန်ကိုတန်တရားဖြစ်เสียကောင်းမနေဘူးလားအပိုင်း1ရုတ်တရက်ပျောက်ဆုံးသွားခြင်းဒီတော့ကာဇင်တယောက်ဘလောက်တောင်စိုးရင်ပူပန်သွားမလဲဆိုတာတွေးကြည့်လို့ရပါတယ်သူကဆာမီယာရဲ့ညီမဖြစ်သူမာတီဟာစီကိုစားတဲ့ဆမဖျက်ပို့ခဲ့ပါတယ်ဒါမဲ့တကယ်ကိုကြက်တီးထက်စရာကောင်းတာကမာရီယာကစာတိုင်းကိုဖတ်တယ်ဒါမဲ့တဆောင်မပြန်မပို့ခဲ့ဘူးဗျာဒီလိုမျိုးတမင်တိတ်ဆိတ်နေတာကိုကြီးချင်းအဖင်မိသားစုကအလွန်ဆိုးရွားတဲ့ကိစ္စတစ်ခုခုကိုဖုံးကွယ်ထားပြီးဆိုတာသိတာသွားစေကြတာပေါ့အပိုင်းနဲ့အတင်းကျပ်လက်ထပ်ပေးခြင်းဒီဇလန်ရဲ့အစကိုနည်းနည်းလေးပြန်ကောက်ကြည့်အောင်ဆာမီယာဟာ UK နိုင်ငံ Bradford မြို့မှာလွတ်လွတ်လပ်လပ်ကြီးပြန်လာခဲ့တဲ့မင်္ဂလာပါဒါပေမဲ့2012ခုနှစ်မှာတော့ပါကစ္စတန်ကသူမရဲ့ဝမ်ကွက်ဖြူသူရှာခီယိုနဲ့အတင်းအကျပ်လက်ထပ်ဖို့ဖိအားပေးခံခဲ့ရပါတယ်ပြီးတော့ဝေလန်ခေါင်တီးတဲ့ရော်လေးကြီးမှာအလွန်တင်းကျပ်တဲ့အချို့အခြေတွေအောင်မှာ6လလောက်ပြေးလောင်ခံခဲ့ရပါသေးတယ်တော်ထက်ပေါ့နောက်ပိုင်းမှာတော့သူဟာ UK ကိုတယောက်ထက်အောင်မြင်မြင်ပြန်လဲထွက်ပြေးနိုင်ခဲ့ပါတယ်ဒီအချိန်မှာဆာမီယာကြုံတွေ့ခဲ့ရတဲ့ဆန့်ကျင်ဘက်အချင်းတွေခုဟာတကယ်ကိုကွာခြားလွန်ပါတယ်ရှာခီယိုနဲ့အတင်းကျပ်လက်ထပ်ခဲ့ရတဲ့အချင်းတွေဟာထိမ့်ချုပ်မှုကန်တက်မှုတွေနဲ့ပြည့်နေတဲ့သူနာဘွားရဲ့အမောင်မိုက်ဆော့ဖြစ်မှန်တွေပါဒါပေမဲ့2010ခုနှစ်မှာသူနဲ့ဖူးစာဆောင်ခဲ့တဲ့မုခတ်တာကာစင်နဲ့ကြတော့အဲ့လိုမဟုတ်တော့အချစ်တဲ့အပြန်အလှန်ဖေးမကူညီမှုတွေအပြင်သူကိုယ်တိုင်လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိတဲ့လက်ပါတဲ့ဘဝလေးတစ်ခုဖြစ်လာခဲ့ပါတယ်အပိုင်း3ဒူဘိုင်းတို့ချက်ပြီးချင်းဒီနေရာမှာအလွန်အရေးကြီးတဲ့အချက်ကတော့သူလွတ်မြောက်ဖို့အတွက်ဘလောက်တောင်စနစ်တကျပြင်ဆင်ခဲ့တယ်လဲဆိုတာပါပဲ UK မှာရှိတဲ့ဒေသခံအီမန်ဘာသာရေးခေါင်းဆောင်တော်ဦးစီကနေအစ္စလမ်ဘာသာရေးအရာကွာရှင်းဖြတ်ဆက်ခွင့်ကိုရှုပ်ဝက်စွာအရင်ရယူခဲ့ပါတယ်။အဲဒီနောက်2014မှာကာဇင်တိုက်ရှုပ်ဝက်လက်ချက်ခဲ့ပြီးတရားဝင်မှတ်ပုံတင်တာတွေပါလုပ်ခဲ့တာပါ။ပြီးတာနဲ့ဒူဘိုင်းကိုပြောင်းရွှေ့နေထိုင်ခဲ့တာပါ။မိသားစုရဲ့ဒေါသအမျက်ကိုရှောင်လွှဲဖို့အတွက်ဒီအကြောင်းတွေကိုသူကလုံးဝကိုရှုပ်ဝက်ထားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအောင်မြင်ထပ်ပြည့်လက်မြောက်လာခဲ့ပေမဲ့ဆာမီယာမှာအလွန်ဝမ်းနည်းစရာကောင်းတဲ့မျှော်လင့်ချက်လေးတစ်ခုရှိနေခဲ့တယ်သူနဲ့ကာဇင်သားခလေးလေးတယောက်ရောက်လာခဲ့ရင်မိသားစုဝင်တွေလည်းစိတ်တမောထားတွေနူးညံ့လာမှာပါဆိုပြီးထထချယုံကြည်နေခဲ့တာပါသူကိုရဲဆက်ငင်းပေခဲ့မိပါတွေထူပေမဲ့ဒီမိဘတွေနဲ့ပဲသူတိစောက်ထားတဲ့ပျော်ရွှင်စရာဘဝတစ်လေးကိုပြက်လဲမျှဝေခြင်းနဲ့စန္ဒာကသူ့မှာအယံကိုပြင်းပြနေခဲ့တာပေါ့ဗျာအပိုင်းလေးဒီမင်းတမန်ထောင်ကြောတကယ်တော့သူမိသားစုကအန်ဒီရဲ့ပေးနိုင်တဲ့ဆိုတဲ့တတိပေးလက္ခဏာတွေကအများကြီးပါပဲတခါဆိုရင်လမ်းကြားတစ်ခုထဲမှာတန်တုံးနဲ့အတိုက်ခိုက်ခံရပြီးသူ့ကိုတီးတန့်ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးမိခင်ဖြစ်သူကသူ့ရဲ့ပစ္စည်းတွေကိုလမ်းပေါ်လွင့်ပစ်ခဲ့ရတယ်။ကွာရှင်းဖို့ကူညီပေးခဲ့တဲ့ MM ကိုတေရန်ပေးမယ်လို့ချင်းချောက်ထားတဲ့အထိရှိခဲ့ပါတယ်။ဒါပေမဲ့အရန်ဝါနဲ့ဆရာခေါင်းနာကဆာမီယာဟာဒီလောက်ဆိုးရွားလာတဲ့အန်ဒီရီကိုပေါ်တန်တန်ပဲသဘောထားခင်မိတာပါ။အဲဒီနောက်မှာတော့တကယ်စိတ်ပိုင်းဆိုင်ရာချေလေမှုကြီးစတင်လာပါတော့တယ်။2016ခုနှစ်ဇူလိုင်လမှာသူမရဲ့မိခင်နဲ့ညီမဖြစ်သူတို့ကနေဆာမီယာအလွန်ချစ်ရတဲ့ဖက်ချင်းကြီးဟာစီးချိုယောဂအရင်ကျွမ်းနေပြီးတေလူမျောပါဖြစ်နေပြီဆိုပြီးစိုးရင်တရီဖုံးဆက်လာကြပါတယ်။ဒါတကယ်တော့ဆာမီယာကိုပါကစ္စတန်ကိုပြန်လာဖို့အတွက်ဆွဲဆောင်လိုက်တဲ့တေမင်းတမန်ထောင်းချောက်ကြီးတစ်ခုပါပဲ။ဆာမီယာကိုယ်တိုင်လက်သူဘလောက်ကြီးမားတဲ့အန်ဒီရဲ့ကိုရင်ဆိုင်ရမလဲဆိုတာသိနေခဲ့တယ်ဆိုတာအလုံးကိုရှင်းလင်းပါတယ်။ဘာလို့လဲဆိုတော့ပါကစ္စတန်ကိုရောက်ချင်းမှာပဲသူ့ရဲ့နိုင်ငံကူးလက်မှတ်မပုံတင်နဲ့အပြန်လည်လက်မှတ်တွေကိုတငယ်ချင်းဖြစ်သူရဲ့အိမ်မှာတမင်တကာရော့ဟော်ထားခဲ့လို့ပါပဲ။သူပြန်မထွက်နိုင်အောင်မိသားစုကတားဆီးခံရနိုင်တယ်ဆိုတာကိုသူကြိုသိနေခဲ့တာပေါ့ဆမြတေးဆုံးသွားချိန်မှာတော့မိသားစုတပ်ကအလင်းညာစကားတွေချက်ချင်းထွက်လာပါတော့တယ်နှလုံးရောဂါကြောင့်တေးဆုံးတာပါလို့အခိုင်မှာဖြိုးဆိုပြီးကာဇင်ကိုကြတော့လိမ့်လေသူပါလို့ဆွဆွဲခဲ့ကြပါတယ်ဒါပေမဲ့ရုပ်အလောင်းစစ်ဆေးမှုမှတ်တမ်းနေနဲ့ကာဇင်ရဲ့တရားဝင်စာရွက်စာတမ်းတွေကပြသနေတဲ့အမှန်တရားကတော့ခြားနားနေပါတယ်ဆမြဟာ UK မှာတရားဝင်လက်ထပ်ထားသူဖြစ်ပြီး
လင်မင်မှာ16စင်တီမီတာရှည်တဲ့တန်းရတစ်ခုထင်ချန်နေလောင်းအောင်ကိုရရဆက်ဆက်လေပင်းချင်းအသက်ခံခဲ့ရတာဖြစ်ပါတယ်ဒီလိုဒေတာကန်ရက်တက်ဖွဲ့နဲ့ပေါင်းပြီးဖုံးကွယ်ထားမှုဒီဟာနိုင်ငံတကာရဲ့ပြင်းထန်တဲ့ PR အထူးသဖြင့် Britain လွတ်ကောက်အမှ Nest ချတဲ့ကြားဝင်ဆောင်ရွက်မှုတွေကြောင့်လားပြိုကျသွားခဲ့တာပါဒီ PR ကြောင့်ပဲအမှုရဲ့ဥဆောင်စုံစမ်းစစ်ဆေးရေးမှုကိုလာရင်ကအကတိလိုက်စားမိသားစုကိုတက်တက်ကြွကြွကူညီပေးနေတယ်ဆိုတာကိုဖော်ထုတ်နိုင်ခဲ့တာပါနောက်ဆုံးမှာတော့အလွန်ထိတ်လန့်ဖွယ်ရာကောင်းတဲ့အမှန်တရားကြီးပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒါကတော့ fucking အရင်ဖြစ်သူကိုယ်တိုင်ကခြေထောက်တီကိုဖမ်းချုပ်ထားပြီးချိန်မှာ Shakil ကသူမကိုမိုးဒင်းကြည့်ပြီးထပ်ဖြတ်ခဲ့တာဖြစ်ပါတယ်တကယ်ကိုယုံနိုင်စရာမရှိအောင်ရက်ဆက်လွန်လာပါတယ်ဒါပေမဲ့ဗျာတရားရှိရင်စီးနဲ့ကတော့လုံးဝကိုကြားရှုံးခဲ့ပါတယ်ဒီလိုထိတ်လန့်ဖွယ်အထောက်ထားလေးဖော်ထုတ်ချက်တွေအခိုင်အမာရှိနေမဲ့လေအတိကတန်တရားရှိသူကို2018ခုနှစ်စက်တင်ဘာလမှာတင်လျော်တဲ့တရားစီရင်မှုမျိုးလုံးဝမရှိပဲလွတ်ပေးလိုက်ပါတယ်နောက်ဆုံးတော့တရားခံတွေဟာအေးအေးဆေးဆေးပဲလွတ်မြောက်သွားခဲ့ပါတယ်အပိုင်းကတစ္ဆာဖောက်မှုနောက်ကလေးကစိတ်ပညာဒီအဖြစ်ဖြစ်ကြီးတစ်ခုလုံးကိုပြန်တုံးသက်ကြည့်ရင်အဓိကနားလည်ထားရမယ့်အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဂုံတစ်ခါကိုအခြေခံပြီးကျူးလွန်တဲ့အကြမ်းဖက်မှုပါပဲဒါဟာမိသားစုတစ်ခုကသူတို့ရဲ့လူမှုအတိုင်းအဝန်းကသတ်မှတ်ထားတဲ့ဂုံတစ်ခါဆိုတာကြီးကိုသမီးအရင်တယောက်ရဲ့အသက်ထက်ပိုပြီးဦးစားပေးလိုက်တဲ့စနစ်တကျအမြင့်တွယ်နေတဲ့ပြဿနာတစ်ခုပါဒီလိုတင်းကျပ်တဲ့လူမှုဖွဲ့စည်းပုံတွေမှာဆိုရင်လူမှုရဲ့ရဖိအားပေးမှုတွေထိန်းချုပ်မှုတွေကအခြေခံလူသားဆန်မှုနဲ့မိဘမေတ္တာဆိုတာဒီကိုလုံးဝလွှမ်းမိုးသွားတတ်ပါတယ်ဒါဆိုရင်ဆာမယာအနေနဲ့အန်ဒရေရှိမန်တီတီကြီးနဲ့ဘာကြောင့်ပြန်သွားခဲ့တာလဲဒီမေဟုံးရဲ့အဖြေကတော့စိတ်ပိုင်းဆိုင်ရာဗတ်လိုက်မှုကြောင့်ပါပဲဒါဟာမိဘရဲ့တန်ရောက်ခြင်းကိုနည်းနည်းရှိုင်းရှိုင်းလိုအပ်နေတဲ့စံတာကကိုယ့်ရဲ့ကြိုးကြောင်းဆင်ခြင်နိုင်စွမ်းနဲ့အသက်ရှင်တန်ရေးတဘာဝအသည့်စိတ်ထိကိုလုံးဝလွှမ်းမိုးသွားတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုပါမိသားစုရဲ့မိသားကိုအသေးအတန်လိုအပ်နေတဲ့ဆာမယာရဲ့စိတ်ဟာသူတကယ်ရင်ဆိုင်ရမယ့်ရုပ်ပိုင်းဆိုင်ရာအန်ဒရေကြီးကိုမမြင်နိုင်လောက်အောင်အကွယ်ခံလိုက်ရတာဖြစ်ပါတယ်ဒီအချက်ကပဲကျွန်တော်တို့ကိုဒီအမှုရဲ့အဆိုးရဆုံးအဖြစ်ဆိုးစီကိုခေါ်ဆောင်သွားပါတယ်။ဆမ်ယာမှာရှိတဲ့မျိုးလင်းချက်ထားတတ်တာခွင့်လွတ်တတ်တာနဲ့ကိုချင်းစာတရားထားရှိနိုင်စွမ်းနေဟာတကယ်တော့အားနည်းချက်တကူမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီမမြတ်တဲ့အရာတွေကိုအစွန်းရောက်ပြီးတင်းမာတဲ့ယုံကြည်ချက်တွေရှိတဲ့လူတွေကသူ့ကိုပြန်လဲတိုက်ခိုက်ဖို့လက်နက်တစ်ခုအနေနဲ့အသုံးပြုခဲ့ကြပါတယ်။ဝမ်းနေစရာကောင်းတာကအဲ့ဒီကိုချင်းစာတရားကပဲသူ့အတွက်တည်စေနိုင်တဲ့အားနည်းချက်တကူဖြစ်သွားခဲ့ပါတယ်။ကဲနေကုန်းချုပ်အနေနဲ့ကျွန်တော်တို့အားလုံးဆက်ပြီးတွေ့တော်စရာမိကုန်းတစ်ခုရှိပါတယ်မိသားစုတန်ရောစံကွယ်ကျွန်တော်တို့ရဲ့နည်းနည်းရှိုင်းရှိုင်းအမေတွေ့နေတဲ့အသည့်စိတ်ဟာဘယ်အချိန်မှအန်တယ်ရှိတဲ့ကိုဖြက်စီးချင်းဆိုတဲ့နယ်စီကိုကြော်လွန်သွားတာလေဒါဟာတခါတည်းမှာကိုယ့်အတွက်အလုံးစုံဆုံးလမ်းကြောင်းဆိုတာအတိတ်ကိုလုံးဝအတော့အကြောင်းပြန်မကြည့်ပဲရှေ့ဆက်လောက်သွားဖို့ပဲထိတယ်ဆိုတဲ့အလွန်အရေးကြီးတဲ့သတိပေးချက်တစ်ခုပါပဲဒီအကြောင်းအရာလေးကိုအတူတူလေ့လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ